ကင်လေးတွေစာရင်အစင်လေးတွေလာပို့တဲ့အကင်ကတော့လုံးဝကိုမိန်နေပါပဲเนาะအခုလို့ဒီလိုညဘက်လေးမှာစားခြင်းနဲ့ဆိုရင်ညဘက်လေးကိုရအောင်ပို့ပေးတယ်เนาะဘယ်လိုတွေပို့ပေးတာဒီလိုအစင်တတိုင်းနဲ့ကိုလိုက်ပို့ပေးတာဂျာကြီးတို့မိကာဆက်ကเนาะမြန်မာနိုင်ငံမှာပထမဦးဆုံးသောဝန်ဆောင်မှုအသစ်အနေနဲ့မိတ်ဆက်လိုက်တာเนาะငလျင်လှုပ်ပြီးနောက်ပိုင်းမှာမိတ်ဆက်လိုက်တဲ့စာပစ်တစ်ခုကကိုယ့်အိမ်ထဲမှာနေပြီးတော့ကိုယ့်ရဲ့ခြံဝင်းထဲမှာနေပြီးမိသားစုနဲ့တူတူဒင်နာလုံးမလားချီရမလားကိုရီးယားဘာဘီကျူကိုဒီလိုယိုရီးယားမူကတာအိုးလေးနဲ့စားရတာဆိုတော့အရန်ကိုမိုက်ပါတယ်ကျွန်တော်တို့အစင်လေးတွေကလည်းညာဘက်ဒီလိုထိန်ကြီးကိုဝင်ဆောင်မှုပေးပြီးတော့အိမ်နေရရကိုဝင်ဆောင်မှုပေးတာပေါ့နော်အပြည့်ဝကိုလုတ်ပေးတာနော်အသေးစိတ်ကသာလုတ်ပေးတာ customer တွေစိတ်တိုင်းကြအောင်ဖြစ်အောင်လုတ်ပေးတာဒါပေမဲ့အကင်လေးစားရင်းနဲ့အစင်လေးတွေပို့တဲ့အကင်ကတော့မီကာဇက်မှာပဲရတယ်နော်ဒီလိုစားပစ်မျိုးကမီကာဇက်တစ်ခုတည်းသာရရှိတာမို့မန္တလေးမြို့တွင်ကိုကြိုက်တလောက်ကိုမှာယူလို့ရပါတယ်အနည်းဆုံး3သိန်းခွဲရနေပြီးတော့မှ4သိန်းတိရှိပါတယ်အစားစားကိုကြိုက်တလောက်ကိုရဲ့လူရည်နဲ့ကိုစိုင်းတဲ့လိုက်ကိုမှာလို့ရပါတယ်အရသာစုံလင်လင်အတီးရွက်အသားငါလက်လက်ဆက်ဆက် daily သုံးတဲ့ product တွေကိုထုတ်လုပ်ပေးထားတာပါကျွန်တော်တို့ Mika Sky View ကနေပြီးတော့တန်ရှင်းလက်ဆက်မှုကိုအဓိကထားတယ် QC customer တွေရဲ့စိတ်တိုင်းကြမှုကိုလုပ်ထားတယ်ဒီလိုမီးကိုလည်းအိမ်ရောက်မှမွေးပေးပါတယ်ကျွန်တော်တို့ Mika Sky မှားလို့ရင်တော့ကျွန်တော်တို့ဘယ်လိုတွေမှားလို့ရလဲဆိုရင်ကျွန်တော်တို့ Mika Sky View from KTV ရဲ့ TikTok သို့မဟုတ် Facebook page ဒါနောက်တဲ့ဒီပေါ့နော်ဇော်ဇော် CEO page ကနေလည်းမှားယူလို့ရပါတယ်မှားယူရမယ့်အချိန်လေးတွေကတော့တခါမှားမယ်ဆိုရင်မကိုကြိုက်တော့မှားမယ်ဆိုရင်တော့ကြိုပြီးတော့အချိန်လေးကြိုမှားရတယ်ပေါ့နော်မန္တလေးမြို့တွင်အိမ်ရောက်ပို့ပြရနော်ဟောဒီလိုတေဘိန်းနဲ့ကိုပို့ပေးတာအစင်တတိုင်းနဲ့ကိုလာပို့တာကိုင်းနဲ့လာပို့အောင်နော်လုံးဝမိုက်ရဂျာကြီးတို့မီကာဇက်ကပါလက်ဆက်မှုကလည်းအပြည့်ဝကျူစီကလည်းလုံးဝကောင်း quality အကောင်းတွေကိုပဲသုံးထားပေးတာပါဒီလိုသေးစိတ်ကစားလုပ်ပေးတာပါဒီလိုမီးလေးတွေကိုလည်းစိတ်ရှိလက်ရှိမှုေးပေးတာပါမှုေးပြီးတော့မှအကင်ကိုတူလေးနဲ့ချောင်းနဲ့กินပြီးတော့စားလိုက်လို့ရတဲ့အထိဝန်ဆောင်မှုကပြေဝပေးခဲ့ရနော်ဒီလိုစားပိတ်မျိုးဒီလိုဝန်ဆောင်မှုကမီကာဇက်တစ်ခုသာရရှိတာမို့အခုပဲဟယ်လိုလုပ်လိုက်တော့နော်မန္တလေးမြို့သူမြို့သားတွေနော်လုံးဝလက်မလွတ်စေနဲ့ဒီကစ်ကြီးမှာဒီလိုအချိန်မှာမီကာဇက်ကဒီလိုကိုရီးယားဘာဘီကျူအစင်နေလာပိုးတဲ့ဘာဘီကျူမှမစားဘူးရင်တော့လုံးဝနောင်တရစေရမယ်နော်